မတင်မှတ်ထားတဲ့ရွှန်ကျူဟာငင်းကျစွာနားယူစီမဲ့ဆေးထုကလုတ်ကိုဖွင့်လိုက်ပါတော့တယ်။ဆေးတွေခန္ဓာကိုယ်ထဲကိုဖြည်းဖြည်းချင်းစီးဝင်သွားတဲ့နေမြ။သူကမျက်လုံးတွေကိုဖြည်းဖြည်းချင်းမိတ်ပြီးဒီကဘာကြီးကိုထောက်ရနှုတ်ဆက်သွားခဲ့ပါပြီ။နောက်တစ်ဖက်မှာတော့ဘာမှမသိတဲ့သူ့ရဲ့ချစ်သူဟာ6ရံနဲ့သူ့ရဲ့စိတ်ကူးတဲ့အချို့ဦးတို့ရဲ့မင်္ဂလာပွဲကိုကျင်းပနေတော့မှာ။ဒါပေမဲ့ရုတ်တရက်ဝင်လာတဲ့ဖုန်းတစ်ခေါက်ကဒီပျော်ရွှင်မှုတွေကိုချက်ချင်းဆိုလိုရိုက်ချိုးလိုက်ပါတော့တယ်။ဆရာဝန်စီကရေပေါ်ဖုန်းလက်ကရရှိပြီးတဲ့နောက်မှာတော့ချစ်သူပြစ်သူဟာပန်းကျဲသူလေးကိုရေပေါ်ကယ်ဆယ်ဖို့ရန်အတွက်ဆေးရုံကိုချက်ချင်းလာရောက်ဖို့ကြောင်းကြားခြင်းခံလိုက်ရပါတယ်။တက္ကနာတွင်မှာပဲသူကဘာကြီးတစ်ခုလုံးပြိုလဲပြစီသွားသလိုသူခံစားလိုက်ရပါတယ်။သူဟာမျိုးကြီးနိုင်စရာကောင်းတဲ့မူရာနဲ့ဖုန်းကိုချနိုင်ပြီးပြည့်ရများတဲ့မိန်းကလေး6ရံကိုတော့ယူမဆိုင်နိုင်တော့ပဲဆေးရုံစီကိုယူတယောက်လိုတင်းပြေးသွားခဲ့ပါတယ်။သူရဲ့ချစ်သူဖြစ်သူတဲ့အသက်မဲ့နေတဲ့ယုံလောင်းကိုကိုရိုင်းမြန်ဝါထင်ထင်မြင်နေရတဲ့ချိန်ကြပါပဲမိမိကိုအသက်ထက်မကချစ်မြတ်နိုးခဲ့တဲ့အဲ့ဒီချစ်သူဟာဘယ်တော့မှပြန်မလာတော့ဘူးဆိုတာကိုသူအပြေးဝနားလည်သွားခဲ့ပါတော့တယ်။လွန်ခဲ့တဲ့တစ်နှစ်တုန်းကတော့သူတို့နှစ်ယောက်ကအရန်ကိုချုံမြင်ပြီးတယောက်ကိုတယောက်ချစ်ခင်ကြတဲ့ချစ်သူဆုံးလေးတွေဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ဘာရေးရောင်းမှပြပဲမျိုးသားကမျိုးသမီးကိုလမ်းခွဲဖို့စကားစာပြောလာခဲ့ပါတယ်။ဘလို့ရှင်းပြချက်မျိုးမှမရှိပဲဒီနေ့ကြာမှာတော့မျိုးသမီးဟာသူ့မမှာသွေးခင်စာနောက်ဆုံးဆစ်ဖြစ်နေပြီးသက်ရှင်မှုတစ်လားပဲကျန်တော့တယ်ဆိုတာကိုမထင်မှတ်ပဲသိလိုက်ရပါတယ်။အဲဒီညမှာပဲမျိုးသမီးဟာမျိုးသားစီဖုန်းဆက်ပြီးသူ့မခင်စာဖြစ်နေတဲ့အကြောင်းသိပေးခဲ့ပေမဲ့လည်းပြန်လာတာကတော့မျိုးသားရဲ့အေးဆေးဆက်လာတဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ်။ငါတို့လမ်းခွဲထားတာတနည်းရှိပြီးဒါကြောင့်နေသိချင်းရင်လည်းဝဝသွားသေးပါငါ့ကိုလာပြောနေစရာမလိုဘူးဆိုတဲ့စကားပါပဲ။ဒီကဘာကြီးပေါ်ဘလို့မှတွေ့တာစိတ်မရှိတော့တဲ့မျိုးသမီးဟာနောက်တစ်နေ့မှာပဲဆေးရုံကိုသွားရောက်ပြီး၃ရက်ကြာမှပြုလုပ်မဲ့ငင်းချမ်းစွာအစိုးစီရင်ချင်းခွဲစိတ်မှုအတွက်ရချင်းယူလိုက်ပါတော့တယ်။ဆေးရုံကလည်းစိတ်ပြအားငယ်စွာနဲ့ထွက်လာတဲ့မျိုးသမီးဟာလွန်ခဲ့တဲ့တစ်နှစ်တုန်းကဘာတနည်းမှအပေးပဲထွက်သွားခဲ့တဲ့သူမရီစာဟောင်းနဲ့အမြော်လေးပဲဆုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးသားကတော့သူမဟာသူ့ကိုပြန်တွဲဖို့ရန်အတွက်ဆေးရုံထိလိုက်နောက်ချက်နေတယ်လို့ထင်သွင်းနေခဲ့ပြီးသူမကတော့ကိုယ်တိုင်ကျမကြီးစစ်ဆေးဖို့လာတာပါလို့ပဲအေးဆေးပြန်ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမျိုးသားရဲ့စစ်တပ်သားသူကရုတ်တရက်ရောက်ရှိလာပြီးသူမကိုသူမမိတ်ဆက်ကသူတို့နှစ်ဦးမကြခင်မှာလက်တော်မှာဖြစ်ကြောင်းဂုဏ်ဝင်ချောင်းသာပြောကြားခဲ့ပါတယ်။အဲ့ဒီလက်ထပ်ပွဲရဟာသူမအတွက်တော့ခွဲစီရမယ့်ရက်စွဲနဲ့တက်ဆိုင်တူနေတာကိုမျိုးသမီးကသိလိုက်ရပါတယ်။အဲ့လိုနဲ့ညင်သာသာသိဆုံးပြပြရမယ့်အဲ့ဒီနေ့မှာပဲသူမဟာရင်ထဲအနာကျင်မှုတွေကိုအတက်နိုင်ဆုံးထိန်းချုပ်ပြီးသူတို့ကိုကောင်းကြီးပေးကလွတ်တက်ခဲ့ပေမဲ့လည်းသူမတက်သွားပြီးတိတ်မကြခင်မှာပဲမျိုးသားဖြစ်သူဟာသူ့ရဲ့သူတို့သမီးလောင်ဟာသူမကိုမင်္ဂလာဝတ်ဆောင်တူတူသွားဆန်းဝတ်စေခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဖုန်းဆက်လာပါတယ်။သူမဘက်ကပြန်လည်ပြေချဖို့နှောင့်နှေးနေတာကြောင့်မျိုးသားဖြစ်သူကဖုန်းကိုတိုက်ရိုက်လူယူပြီးနောက်နေ့မှာဖြစ်မနေလာခဲ့ရမယ်လို့အမိန့်ဆက်ဆက်ကတိတိပြောလိုက်ပါတယ်။ရင်းဆိုင်ခွင့်တောင်မပေးဘဲဖုန်းချသွားခဲ့တဲ့အတွက်ကြောင့်နောက်နေ့မင်္ဂလာဝတ်ဆောင်ဆိုင်ကိုရောက်တဲ့အခါမှာတော့သူမရဲ့ဆရာဝန်ထဲမှာအရင်ကမျိုးသားဖြစ်သူနဲ့ပတ်သက်တဲ့ပုံရိပ်တွေဟာအေးပြန်လည်ပေါ်ပေါက်လာနေပါတော့တယ်။သူကလည်းလက်ထပ်ခွင့်တောင်းခဲ့တဲ့အဲ့ဒီမြင်ကွင်းထဲမှာပဲအခုတော့သူ့ရဲ့တို့သမီးလောင်ကမင်းကလေးနဲ့မျိုးသားတို့ရင်တော့ကတူတူဆောင်းဝတ်ခဲ့မှုတဲ့မင်္ဂလာဝတ်ဆောင်ကိုသူ့စီယူလာပြခဲ့ပါတယ်။မင်းကလေးကတော့ရှင်ကသူပေးခဲ့တဲ့ကတိတွေကိုသူမှတ်မိနေအောင်မယ်လို့ခဏလောက်မျှော်လင့်မိလိုက်ပေမဲ့သူကတော့ဒီဒီဇိုင်းကလည်းဟောင်းနေပြီလူကလည်းအိုစားနေပြီလို့အေးစက်စက်နဲ့ပြောလိုက်ပါတယ်။အတိအကျအဲ့ဒီချိန်မှာပဲမင်းကလေးစီဟာရုတ်တရက်နှာခေါင်းသွေးတွေရှာကြလာခဲ့ပါတယ်။ဒါပေမဲ့မျိုးသားကတော့သူမရဲ့ကျမရဲ့ချင်းတွေကိုလုံးဝကြည့်မဆိုင်ပဲဝေစားပြမှာဆိုလို့မြန်ဆွဲလိုက်ပြီးပြစ်တင်မှုပဲအောင်ဆိုင်နေခဲ့ပါတယ်။သူ့ရဲ့ခေါင်းတစ်ဖက်မှာတစ်ခုပေးချန်သွားတာကြောင့်မျိုးသမီးဟာအိမ်သားထဲမှာတန်ရှင်းလုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့အသာလေးရှောင်ထွက်ခဲ့ပါတယ်။ဒါပေမဲ့သူမအိမ်သားထဲကပြတ်ထွက်လာတဲ့အခါမှာတော့မျိုးသားနဲ့သူ့ရဲ့တို့တောင်းလာမင်္ဂလာဝတ်ဆောင်တွေကိုဆင်းသက်ဝတ်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်။ဒီမြင်ကွင်းကိုရှောင်လဲဖို့ရန်အတွက်မျိုးသမီးကအလင်းမြန်ထွက်ခွာဖို့ကြိုးစားခဲ့ပေမဲ့တို့သမီးလောင်းကသူမကိုအမိရလမ်းဆွဲထားခဲ့ပါတယ်။ပြီးတော့သူမရဲ့မင်္ဂလာဝဲနေ့မှာအရန်တို့သမီးလုပ်ပေးဖို့အတွက်ကိုလည်းနှုံညွတ်တောင်းဆိုလာပါတော့တယ်။ဒီစကားကြောင့်မျိုးသမီးဟာတရက်စီနဲ့တိုးခံလိုက်ရသလိုမျိုးအကြီးကျယ်တုန်လှုပ်သွားပြီးချစ်ချင်းပဲညင်းဆိုကအလင်းမြန်ထွက်သွားခဲ့ပါတယ်။နောက်တဲ့အခါမှာတော့ထိုမျိုးသမီးဟာစိတ်တရားတွေကိုကုစားဖို့ရန်အတွက်တယောက်တည်းရက်တောင်ရင်ပူပြင်းနေတဲ့အချိန်မှာနေရန်ပေါ်ကမျိုးသားနဲ့သူ့ရဲ့စိတ်သက်ထားသူတို့ရဲ့တပ်ပုံကိုမတော်ဆတွေ့လိုက်ရပြီးသူတို့ရဲ့တွဲခဲ့တဲ့ရက်ဆွဲကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရင်ထဲမှာခန်းစားချက်တွေဝေခွဲမြဖြစ်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲလူမိုက်တယောက်ကမျိုးသမီးကိုလာရောက်နှောက်ယှက်ခဲ့ပြီးရေးကြီးတဲ့အချိန်မှာမျိုးသားကအချိန်မရောက်လာပြီးသူမကိုကယ်တင်ပေးခဲ့ပါတယ်။နောက်ဆိုဒီလိုနေရာမျိုးကိုမလာဘူးသူကတိပေးခဲ့ပေမဲ့လည်းအဲ့ဒီမျိုးသမီးဟာမျိုးသားပေါ်မှာပြည်နယ်နဲ့ရရှာမုန်းတီးမှုတွေပဲတန်းရှိပါတော့တယ်။2024ခုနှစ်မတ်လ17ရက်နေ့အဲ့ချိန်တုန်းကမင်းက6ရက်နဲ့တွဲနေခဲ့တာပဲလို့ငါတစ်ခါမှမတင်ထားခဲ့ဘူး။မင်းလူစားမျိုးကဖောက်ပြန်လိုက်မယ်လို့စစ်ရွှေတယောက်လုံးဝကိုမတင်ထားခဲ့တာပါ။စကားပြောဆွဲမှာငါမင်းကိုပြောခိုင်းနေတယ်လေ။ဟုတ်တယ်ငါဖောက်ပြန်ခဲ့တာမင်းနဲ့လမ်းမခွဲခင်ကတည်းကငါတခြားတယောက်ကိုချစ်နေပြီးခဲ့ပြီဒါမင်းသိချင်နေရဲ့အဖြစ်ပဲအဲ့ဒီမျိုးသမီးကရုတ်တရက်ပဲထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့လည်းပြင်းတဲ့စိတ်မှုစီးမှုတံတန်ကိုမခံနိုင်တော့ပဲဒိလစ်လဲချသွားခဲ့ပါတယ်။သူမပြန်လို့လာတဲ့အချိန်မှာတော့စင်းကိုရောက်ရှိနေခဲ့ပြီးသူမကိုစင်းအောင်ပို့ပေးခဲ့သူကတော့အဲ့ဒီမျိုးသားပဲဖြစ်ပါတယ်။အဲ့ဒီမျိုးသားကစစ်စစ်ချက်မှတ်တမ်းကိုကင်ထားတာကိုမြင်တော့သူမရဲ့ကိုများတဲ့ယောဂအကြောင်းကိုသူသိသွားမှာကိုသူမဆွေးနေခဲ့ပေမဲ့ကံကောင်းဆောင်နဲ့ပဲဆရာဝန်ကဒီကိစ္စကိုဖုံးကွယ်ပေးဖို့အတွက်ရိုးရိုးဖျက်တာပါလို့ပဲပြောခဲ့ပြီးရဲ့နောက်မှာမျိုးသားဖြစ်သူကသူမချက်ချောတဝင်းမှုကိုဂယူးဆိုင်ဝယ်ပေးခဲ့ပါတယ်။မျိုးသားရဲ့ရင်ထဲမှာသူမရှိနေသေးတယ်လို့ထင်မှတ်ခဲ့ပေမဲ့လည်းမင်္ဂလာဆောင်နေ့မှာတို့သမီးလောင်းအတွက်အရန်ဖြစ်ကူညီပေးဖို့မျိုးသားကသူမကိုထပ်ပြီးတောင်းဆိုလာပြန်ပါတယ်။ဒီတော့မှပဲမျိုးသားကသူမဘောကောင်းပြနေတာဟာသူ့ရဲ့တို့သမီးလောင်းကိုစိတ်ချမ်းသာစေဖို့တသက်ပဲဆိုတာကိုသူမသိလိုက်ရပါတော့တယ်။နောက်ဆုံးမှာတော့မျိုးသားရဲ့တောင်းဆိုချက်ကိုသူမသဘောတူလိုက်ပြီးပြန်လည်အနေနဲ့သူမရဲ့တပ်ပုံတွေကိုရိုက်ပေးဖို့မျိုးသားကိုခိုင်းစေခဲ့ပါတယ်။ဒီတပ်ပုံတွေကတော့အဲ့ဒီမျိုးသမီးအတွက်ရိုက်ပေးထားတာဆိုတာကိုအဲ့ဒီမျိုးသားကတော့ဘယ်တော့မှသိမှာမဟုတ်ပါဘူး။နောက်နေ့မှာတော့မျိုးသားကဂရီတိုင်းမျိုးသမီးကိုတပ်ပုံရိုက်ဖို့ခေါ်လာခဲ့ပေမဲ့လည်း
လက်ဖို့ရိုက်နေတော့မှာပဲစစ်စစ်ထားသူကတမင်သက်သက်နေမကောင်းချင်အောင်ဆောင်လိုက်တဲ့အတွက်မျိုးသားကသူမကိုပွေ့ချပြီးချင်းထွက်သွားခဲ့ပါတယ်။ဒါကြောင့်မျိုးသမီးဟာစင်ကိုသွားပြီးသူမရဲ့ဇာပနာနေ့ကျရင်အဲ့ဒီမျိုးသားကိုလာရောက်ဖို့အကြောင်းကြားပေးဖို့ဆရာဝန်ကိုတောင်းဆိုခဲ့ပါတယ်။မင်္ဂလာဆောင်အစမ်းလေးချင်းတဲ့နေ့မှာတော့စစ်စစ်ထားသူကအမျိုးသားစီယာရထားတဲ့ဆွဲကြိုးကိုတမင်တကာထုတ်ချောင်းနေခဲ့ပါတယ်။မျိုးသမီးကဒီပစ္စည်းကိုတစ်ချက်ကြည့်လိုက်အောင်နဲ့ချက်ချင်းမှတ်မိသွားပါတယ်။ဒါလွန်ခဲ့တဲ့တစ်နှစ်ကသူမကိုယ်တိုင်စစ်ချက်ဒီဇိုင်းဆွဲခဲ့ပြီးသူတို့ရဲ့ခုနှစ်နှစ်ပြည့်အထိမ်းအမှတ်နေ့မှာလက်ဆောင်ပေးမယ်လို့မျိုးသားကဂရီပေးခဲ့တဲ့ပစ္စည်းဖြစ်နေလို့ပါပဲ။ဒါပေမဲ့အခုတော့အဲ့ဒီပစ္စည်းကတခြားသူရဲ့လက်ထဲကိုရောက်ရှိနေခဲ့ပါပြီ။အဲ့ဒီစစ်စစ်ထားသူကလည်းမနစ်ကကျမတို့အိမ်မီးပြတ်တုန်းကအမျိုးသားဖြစ်သူကဒီနေ့ကုန်တူရှိပြီးဖော်လုပ်ပေးခဲ့ကြောင်းဂုံဝင်ကြောစွာနဲ့ပြောပြနေပါသေးတယ်။ဒီနေ့ဟာသူတို့ရဲ့ခုနှစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့အတိအကျဖြစ်နေတာကိုမျိုးသမီးကသိလိုက်ရပါတယ်။အဲ့နောက်စစ်စစ်ထားသူထွက်သွားတဲ့အချိန်မှာတော့မျိုးသမီးကအမျိုးသားကိုခုလိုပဲပင်ကိုထုတ်ပါတော့တယ်။ရှင်ကျမကိုလင်ခဲ့တာလား။မနစ်ကဖေဖော်ဝါရီ23ရက်နေ့မှာရှင်ရေးကြီးရဲ့ချင်းစုမှုတစ်ခုရှိတယ်လို့ပြောခဲ့တယ်မဟုတ်လား။ဌာနဝန်ထမ်းတွေစွာဆောက်တော့ပွဲဆိုတာကလည်းလေညာမှုတစ်ခုသာဖြစ်ခဲ့ပါတယ်။မက်စလာ6ရက်နေ့တုန်းကတောင်းရနေမကောင်းဖြစ်နေတဲ့အချိန်မှာသူအိမ်မက်ဆိုးတွေမှတ်လို့ကျမသွားပြီးဖော်လုပ်ပေးခဲ့ပါတယ်။ဧပြီလ9ရက်နေ့မှာလည်းကျမလုပ်ကိစ္စနဲ့ကြီးသွားမယ်လို့ကြောင်းပြပြီး13ရက်နေ့မှာသူ့ကိုဆိုင်းရစီကိုလိုက်ပို့ပေးခဲ့ပါသေးတယ်။အဲ့နောက်ကျမတို့နှစ်ယောက်ထိုက်ရှမ်းတောင်ပေါ်ကိုတူတူတက်ပြီးညထွက်တာကိုတူတူကြည့်ခဲ့ကြပါတယ်။မေလ22ရက်နေ့မှာတော့အော်ဟာအိုင်ကိုတောက်ခဲ့ကြပြီးမေလ3ရက်နေ့မှာသူနဲ့အတူကြီးချွန်လာကစားဝိုင်းကနေပြန်လာတဲ့အခါမှာတော့သူကလက်ထက်ချင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့နောက်တနေ့မှာပဲကျမရှင်ကိုလမ်းခွဲစကားပြောခဲ့ရတယ်။အဲဒီစကားကိုကြားလိုက်ရတဲ့အခါမျိုးသားဖြစ်သူရဲ့တုံ့ပြန်မှုကြောင့်မျိုးသမီးဟာရင်ကွဲမတဲ့နာကျင်ခံစားလိုက်ရပါတော့တယ်။လွန်ခဲ့တဲ့နှစ်လောက်ကဆိုရင်တော့ကျမကဒီလူကိုအသေးချာမေးခွန်းထုတ်မိပါပါ။ဒါပေမဲ့ကို့မှာအသက်ရှင်ဖို့အချိန်သိမ့်ချန်တော့ပဲတီးလိုက်ရတဲ့အခါမှာတော့ကျမဘာမှထပ်မမေးတော့ပါဘူး။စက်တိုက်တာတွေပြီးသွားတဲ့အခါမှာတော့မျိုးသားကကျမကိုအိမ်ပြန်လိုက်ဖို့ပေးခဲ့ပါတယ်။လက်လီကားတွေရောက်တဲ့အခါကျမရင်ထဲမှာအများနဲ့သိချင်နေခဲ့တဲ့အဖြေတစ်ခုကိုမောင်းနိုင်မဲ့ထုံးမိလိုက်ပါတော့တယ်။တကယ်လို့ကျမတည်သွားခဲ့ရင်ရောရှင်ကျမကိုတတိယနေပါလား။ဘာလို့ရှောက်ပြောနေရလဲ။ကျမရင်လူတယောက်ကဘယ်လိုလုပ်သိမ့်ပါလဲ။ကျမကအကယ်၍လို့သာပြောတာပါ။ရှင်တတိယမှာလားမရပါဘူး။သူတက်သားကန်ဒီမှာတော့အမျိုးသမီးကိုသူ့ရဲ့တို့သမီးလောင်းစီလုံးဝမတော်ဖို့အတွက်အထူးတလဲမှာကြားသွားခဲ့ပါတယ်။ဒုက္ခပါပဲ။အမျိုးသမီးအိမ်ပြန်ရောက်ပြီးတိတ်မကြခင်မှာပဲအမျိုးသားနဲ့သူ့ရဲ့စစ်သက်ထားသူကအိမ်ထိရောက်လာကြပါတယ်။မနေ့ပြန်ကသူမရဲ့မွေးနေ့ဖြစ်တာကိုတတိယလို့ကိုရိုင်းလှုပ်ထားတဲ့ကိမှုကိုလာပေးတာလို့သူကပြောပါတယ်။ခွဲစိတ်ပြီးမလုပ်ခင်အစီစိတ်နဲ့မစားဖို့ဆရာဝန်မှာထားတာကိုအမျိုးသမီးကတတိယသွားပြီမယ်။သူမငင်းဆန်မပြင်းနိုင်ခင်မှာပဲအမျိုးသားကကိမှုကိုသူမလက်ထဲအတင်းထည့်ပေးလိုက်ပါတယ်။အဲဒီနောက်မျိုးသားကသူစစ်သက်ထားသူကိုအောက်တဲ့အရင်စင်ကန်ပြီးအမျိုးသမီးကိုလေလက်မှတ်တစ်စောင်ထုတ်ပေးလိုက်ပါတယ်။မင်းပြန်သွားလိုက်တော့မင်းကောင်ကြောက်နေတာမလားလို့သူကမေးလိုက်ပါတယ်။ကျမက6ရန်နဲ့ကျမရဲ့မင်္ဂလာပွဲမှာဘာအမှားယွင်းမှမရှိစေချင်ဘူးဒီမှာရှင့်ကိုဖျက်ဆီးချင်လို့မဟုတ်ပါဘူး။ထားလိုက်ပါတော့ဒီကနေ့လူတယောက်ကိုဆွေးနွေးမယ်လို့လည်းဘာလို့မှလဲ။ကျမပြင်သွားတော့မယ်ပျော်ရွှင်စရာခရစ်စမတ်ဖြစ်ပါသေး။မျိုးသမီးကလေလက်မှတ်ကိုတိတ်ဆိတ်သိမ်းစီလိုက်ပြီးဒီကားကိုဖြည်းဖြည်းချင်းပိတ်ကအိမ်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်။သူဟာကိမှုဆိုင်ရင်းနဲ့ပဲကျမရဲ့နောက်ဆုံးမိနစ်ကိုဖျက်ဆီးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့အမျိုးသမီးဟာငင်းတဲ့ဆောင်ဆုံးစီရင်ချင်းခွဲစိတ်မှုခံယူဖို့ရန်အတွက်စင်ကိုအချိန်မီရောက်ရှိလာခဲ့ပါတယ်။စင်မတိုးခင်မှာအမျိုးသမီးကိုတည်တန်းစာချန်ထားဖို့ပြောတဲ့အတွက်သူမကမျိုးသားရောက်လာတဲ့အခါသူမကိုမိဘတွေရဲ့ဘေးမှာပဲကြိုပေးဖို့ဆရာဝန်ကမှာကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမခလုတ်ကိုဖြည်းဖြည်းချင်းတိုးပြီးစေးစတွေတွင်းလိုက်ပါတော့တယ်။စေးသွင်းနေစီမှာပဲအမျိုးသားနဲ့တူပြတ်တန်းခဲ့တဲ့ခုနှစ်တစ်တာမတ်တရားတွေကသူမရဲ့အုံနောက်ထဲမှာတေးပေါ်လာနေခဲ့ပါတယ်။ဆက်ကနေထွက်လာတဲ့တီတီဆွဲချက်ပေးတန်လေးတွေနဲ့တူအမျိုးသမီးဟာဒီလောကကြီးကိုထာဝရနှုတ်ဆက်သွားခဲ့ပါပြီ။ဒါပေမဲ့ခြားတစ်ဖက်မှာတော့အမျိုးသားနဲ့တူတဲ့စစ်သက်ထားသူဟာတစ်ဖက်ကအမျိုးသမီးကိုကြားကြီးဆောင်နေပေမဲ့ပေါ်မလာခဲ့ပါဘူး။သူကတောက်ချဖို့ပြင်လိုက်ပေမဲ့စစ်သက်ထားသူကတားဆီးခဲ့ပါတယ်။သူမမိသားစုဝင်တွေဟာသူမအတွက်နဲ့အသက်ပေးလိုက်ရလို့သူမမှာတာဝန်ရှိတယ်လို့စစ်သက်ထားသူကဆိုလာပါတယ်။အဲဒီချိန်မှာပဲအဝေးစီကနေခေါင်းလောင်းတန်တွေရုတ်တရက်မြည်လာပါတော့တယ်။အမျိုးသားချက်ချင်းပဲစိတ်ကြောက်ကြက်ဖြစ်သွားရပါတယ်။စလုံးချက်တိတိမြည်လာတဲ့အဲဒီခေါင်းလောင်းတန်ဟာနိုင်ခေါင်းလောင်းတန်ပါပဲ။အဲဒီနောက်မှာတော့စေယုံကနေအမျိုးသားစီကိုဖုန်းကောဝင်လာပါတော့တယ်။ဒါရက်စီချီရခင်ဗျာမဟုတ်ပါဘူး။ဒါကတော့ Heart Annex စိပိုက်ဆိုင်ရာဌာနကဖြစ်ပါတယ်။ရှီစီမမ NS မကွယ်လို့ခင်မှာသူဆုံးမသွားခဲ့ရင်သူ့ရဲ့အယိုးပြားတွေကိုအိမ်ပြန်ပို့ပေးဖို့တင့်ကိုမှာချသွားခဲ့ပါတယ်ခင်ဗျာ။